တစ်ချက်မှာတော့ねဒီ merchant trade visa ကိုလုံးဝလုံးလို့မရတော့ပါဘူးဒါပေမဲ့ကျွန်တော်မားသွားခဲ့ပါတယ်အဲအကြောင်းမို့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်လိုမမောင်းအောင်ကျွန်တော်လာပြီးတော့မှမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော်မလေးရှားမှာနေပြီးတော့ဘန်ကာတော့ဘကိုလုံးလို့မရတဲ့အိုးသမားတွေပေါ့အကိုင်လုံးရတဲ့ကတ်နှမျိုးကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ကတ်တဲ့လုံးလို့ရကတ်တဲ့အများကြီးရှိတယ်ဒါပေမဲ့သုံးလို့အဆင်ပြေတဲ့ကတ်ပေါ့နော် merchant trade နဲ့ install ဖေးဒီနှစ်ခုကမြန်မာနိုင်ငံကိုပဲဆန်လွှဲမယ်ဆိုရင်လေ KP ကိုတိုက်ရိုက်လွှဲလို့ရတယ်လက်ခလည်းတက်တာသလိုဈေးလည်းပို့ပြီးတော့အများကြီးကောင်းတယ်နော်ကျွန်တော်တို့ဟိုမြန်မာဆိုင်တွေမှာသွားလဲတာတဲ့အများကြီးပိုကောင်းတယ်အဲကြောင့်မို့ကျွန်တော်တရားကိုလာမြောက်ဝယ်ပေးခြင်းဖြစ်ပါတယ်ဒါဆိုရင်စလိုက်အောင်ပထမဆုံးဒီ install ဖေးပေါ့ဒီ install ဖေးကြောင့်တော့အရန်လွယ်ပါတယ်ကျွန်တော်တို့မှာ passport ရှိရုံနဲ့တော့ online ကနေပဲဒီ install ဖေးsoftware ကို download လုပ်ပြီးတော့အဲ့နာမှာ register လုပ်လိုက်ရင်ကိုရနေပါပြီအဲ့မှာကျွန်တော်ဘာတွေလိုအပ်မလဲဆိုတာသူအဲ့မှာတစ်စင်းပေါ့ register လုပ်ရတဲ့နာမည်တော့ passport ID တော့ပြီးရင်ကိုယ့်ရဲ့မျက်နှာ scan ဖတ်တာတော့ဖုန်းနံပါတ်တော့ email gmail တော့အဲ့ဒီလိုအပ်မှာဖြစ်ပါတယ်တော့18ချက်ပဲကြားတင်မှာဖြစ်ပြီးတော့အဲ့ဒီ bank ရဲ့အဲ့ဒီ visa က insert visa ကရတဲ့အထိကို18ချက်ပဲကြားတင်မှာဖြစ်ပြီးတော့အရောက်ငွေချေပါအဲ့အထိကိုလာပေးတာဖြစ်ပါတယ်အဲ့မှာမမဖို့ကဘာမမရမလဲဆိုတော့ကိုလိပ်စာကိုဖြည့်တဲ့အခါမှာဆိုရင်ကိုဆိုင်မှာပဲနေတာများတယ်ဆိုရင်အဲ့ဒီဆိုင်ရဲ့လိပ်စာကိုပဲဖြည့်ပါကိုကအလုတ်ခဏနားထားလို့ပေါ့နော်တော့တပတ်အတွင်းလာပို့တာဆိုတော့အလုတ်တစ်ပတ်လောက်နားထားရဆိုရင်အင်းရဲ့လိပ်စာကိုဖြည့်ပါဘာလို့လဲဆိုတော့တော့လာပို့တဲ့အချိန်မှာစစ်တွေပါတယ်လာပို့တော့မယ်ပေါ့လိပ်စာအတိအကျပို့ပြပါဆိုမှစစ်တွေပါတယ်ကျွန်တော်လောက်ခဲ့တဲ့အချိန်မှာတော့ကျွန်တော်ဆိုင်ကလိပ်စာထည့်လိုက်ဒါပေမဲ့ကျွန်တော်နေတဲ့မကောင်းတော့hostel မှာပဲနားနေတာဒါပေမဲ့တို့ပြောလိုက်အခါမှာကျွန်တော်hostel ကလိပ်စာပေးလိုက်တော့နာတကယ်တမ်းကျွန်တော် register လုပ်တဲ့ချိန်ထည့်ထားတာကြတော့ဆိုင်ကလိပ်စာဖြစ်နေတဲ့အတွက်တို့မလာပေးဘူးဗျကျွန်တော်လာရမှာအဲ့ဘက်မှာမဟုတ်ဘူးတဲ့အဲ့လိုနဲ့3ယောက်မြောက်မလာဘူး4ယောက်မြောက်မှကျွန်တော် delivery နဲ့လာပို့တာအဲအကြောင်းမို့ကိုအမြင်နဲ့အနေများတဲ့လိပ်စာကိုထည့်ပါလို့ပြောချင်ပါတယ်ဒါက install ပဲလုပ်ဖို့ရန်လိုပါတယ်နောက်တစ်ခုကဒီ merchant trade ပေါ့နော် merchant trade ကလုပ်တဲ့ခါမှာဆိုရင်အရန်တတိထားရမှာတစ်ချက်ရှိရဘာလဲဆိုတော့ဒီ merchant trade ကိုလုပ်တဲ့အခါမှာကိုကဘာတွေလိုအပ်လဲဆိုတော့passport ရဲ့လိုအပ်မယ်ပြီးရင်ကိုယ့်ရဲ့နာမည်ပြီးမှပုံကိုယ့်ရဲ့နာမည်ပြီးဖုန်းနံပါတ်တော့ Gmail တော့ပြီးမိခင်နာမည်ပေါ့နော်အမေနာမည်ရောအဲ့မှာလိုအပ်တယ်ပြီးဟို passport ID အဲ့ဒီရောသုံးတယ်ပြီးလိပ်စာတွေအဲ့ဒီကိုကိုကစာအုပ်မှာရေးချထားပြီးတော့ဒီ merchant trade ရုံးကိုတွားရမှာကျွန်တော်တို့ကဘယ်လိုလုပ်ခဲ့လဲဆိုတော့ဒီကျွန်တော် line ပေါ်မှာ share ကြည့်လိုက်တာပေါ့နော်ဒီသူကတော့ခုနကျွန်တော်ပြောတဲ့အချက်တွေအကုန်လုံးပြောတာဒါပေမဲ့သူတစ်ချက်ပြောမှတာဗာလဲဆိုတော့ရုံးကိုမတွားခင်မှာတဲ့ကိုတိုင်ထုတ်လုပ်ပြီးတော့ register လုပ်တော့ဖို့လိုအပ်တယ်တဲ့အဲ့လိုလုံးဝမလုံးနဲ့လုံးဝမားသွားပြီအဲ့လိုလုပ်လိုက်ရင်လုံးဝမားသွားပြီနော်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့လိုလုပ်သွားတာလေကျွန်တော်ကိုတိုင် register လုပ်တော့the same register လုပ်တာလေ the same online နောက်ဆုံးတတိယအဆင့်မှာဒီမှာကျွန်တော်ပြထားတဲ့အတိုင်းပဲတော့အလုပ်ရမယ့်အဆင့်ကိုရောက်သွားတယ်တော့အဲ့မှာအနည်းဆုံးတော့100ဖြည့်ရမှာဒါပေမဲ့အဲ့မှာတော့အလုပ်ရတဲ့အကောက်ကပါအကောက်လေဆိုတော့အဲ့မှာဒီမှာပြထားတဲ့အတိုင်းပဲမေဘန်တို့ပြီးဟောင်းလောင်းဘန်တို့အဲ့ဒီဘန်တွေဖြစ်ပါတယ်ဒါတွေကိုတော့မရှိဘူးလေကိုတော့အဲ့ဒီမရှိလို့မချန်ထုတ်ကတော့လောက်တာလေအဲ့ဒီသူပြောထားဒီမှာကြည့်လိုက်မင်းမပိုင်ဆိုင်တဲ့ဘန်အကောက်တစ်ခုခုကနေတော့အလုပ်လို့မရဘူးတဲ့ဒါတော့ပြီလေကျွန်တော်လုံးဝဒီ merchant trade ကိုကန်ခွင့်မရှိတော့ဘူးအဲအကြောင်းမို့ကျွန်တော်ပြောပြချင်တယ်တော့လုံးဝမမားဖို့ကိုကဒီ merchant trade ကမယ်လုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့အချက်လေးတွေအကုန်လုံးရေးပြီးတော့ဟိုမှာမှတ်မှတော့ရှာလိုက်ပေါ့နော် merchant trade ဆိုမှမှတ်မှတော့ရှာလိုက်တယ်ဆိုရင်သူကကိုယ့်ရဲ့အနည်းနာမှာရှိတဲ့ office တွေပေါ့နော် merchant trade ရုံးတွေအဲ့မှာပေါ်လာအဲ့မှာကိုယ်နဲ့နှိစက်ရရုံးကိုတခါလဲတွားပြီးတော့အဲ့ဒီကိုယ့်ရဲ့အချက်လေးတွေသူတို့လည်းစာရွက်ပေးလာပါတယ်အဲ့မှာနာမည်ရေးရမယ့်ဟာတွေရှိရဲ့အဲ့မှာရေးချလိုက်ပေါ့အဲ့နဲ့ဟိုကိုယ့်ရဲ့ passport နဲ့တခါလဲသူတို့ပေးလိုက်ပြီးရင်သူတို့ခဏနေကြရင်တော့အမေရဲ့မျက်နှာကိုစကန်ဖတ်ရမှာဘာညာဆိုပြီးတော့ကိုယ့်ရဲ့မျက်နှာစကန်ဖတ်လာလိမ့်မယ်အဲ့မှာကိုကတကယ်လို့တိတ်မတီးဘူးဆိုရင်မျက်စိကိုဒါပေမဲ့လိုက်ဖွင့်လိုက်လို့ပြလိုက်အဲ့မှာ mess အဲ့လိုလုပ်ပေးရမယ်ဆိုမှ
စကန်ဖက်ရဲ့နေမှာအဲ့လိုပေါ်လာတယ်ဒါဆိုရင်ပြီးတော့ပြီကျွန်တော်တို့ကတော့မာရရဲဆိုတော့မကန်ရတော့ဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီအချက်ကို TV နောက်ပိုင်းကျွန်တော်ပြောတယ်အကိုရဲ့ဘာသာစကားအများကြီးမတန်လဲပေါ့အဲ့ဒီအချက်တွေရွေးမှအဲ့လိုပဲတွားလိုက်ကျွန်တော်ကိုလည်းအများကြီးမတက်ဘူးကျွန်တော်တိတ်မတွားဘူးလို့ပြောဒါပေမဲ့သူတွားလိုက်ရချက်ချင်းပဲမနေ့တွားမနေ့ရခဲ့နိုင်တနိုင်တော့မကြောက်အဲကြောင့်မို့ကျွန်တော်ပြောပြချင်တယ် register ကိုတိုင်လုံးဝမလုပ်သွားပါနဲ့ကျွန်တော်အဲ့လိုလုပ်တော့တဲ့အတွက်သူတို့မေ register လုပ်ပြီးတော့ပြီတယ်မြေဟာမြေဒီမှာငွေ100ဖြူကားတယ်ပြီးရင်တော့ online ကနေမျိုးကတ်လာပို့ပါမယ်တဲ့ဒီဘဏ်ကတည်းကျွန်တော်မှမရှိဘူးလေကျွန်တော်ဘေကနေမှတော့အလုပ်လုပ်မရတော့ဘူးကျွန်တော် Manchester ကကင်ဖို့ချရှုံးသွားပါတယ်လို့အဲ့ဒါကြောင့်မို့တကယ်ချင်းတော့အဲ့လို register လုပ်ပြီးတော့မသွားဖို့ကျွန်တော်ဒီမှာလာပြီးတော့မျှဝေပေးချင်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်